national director စုရတာတန်တယ်မတန်ဘူးဖြစ်ပြီးတဲ့ခါကျတော့အဲ့မှာအဲ့လိုအငင်းပွားနေကြတဲ့ကိစ္စလေးဘာဖြစ်တာတော့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြမယ်လားဆဆူမပူလို့ရှင်တို့တက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်အဲ့ဒီကိစ္စဘယ်ကနေစသလဲဆိုလို့ရှိရင်ဒီ Cosmo စတယ်ပေါ့။ Cosmo မှာဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့နှစ်2025မှာဆိုလို့ရှိရင်211နေပြီးတော့ခါကျတော့ तू ကဒီ national director စုရတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ Time Page ကနေဒီရပိုင်းနေမှာဆိုလို့ရှိရင်သူတို့တွေကနေပြီးတော့ဒီ Cosmo ပွဲနဲ့ပတ်သက်တဲ့အကြောင်းတွေကိုဆွေးနွေးကြတာပေါ့။ဆွေးနွေးပြီးတော့အဲ့အောင်မှာဆိုလို့ရှိရင်လည်း comment တွေပါတယ်နဲ့အဲ့လိုမျိုးတွေဖြစ်သွားကြဖြစ်သွားပြီးတဲ့ခါကျတော့အဲ့သူတို့ထဲမှာဘာအကြောင်းတွေပြောကြလဲဆိုလို့ရှိရင်အခုဒီမြန်မာနိုင်ငံကပေါ့မြန်မာနိုင်ငံကဒီ national director စုရတာကြတော့မတန်ဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ဒီနိုင်ငံထဲမှာဆိုလို့ရှိရင်လည်းဒီပွဲမလုပ်ဖ ೇನೆ ဒီရှိပြီးသားလူကိုပဲရွေးပြီးတော့လွှတ်လိုက်တာပေါ့သူတို့မှာစွမ်းဆောင်ရည်တွေဘာမှမရှိဘူးပေါ့အဲ့လိုမျိုးသူတို့တွေကအဲ့လိုမျိုးပုတ်ခတ်ပြီးပြောပြီးတဲ့ခါကျတော့ထော်ကူကိုတိုက်ခိုက်ကြတာပေါ့အဓိကတော့အဲ့ဒါပဲထိုင်းနေမှာကျတော့အဲ့ဒီထောက်ကိုင်းနေမှာကျတော့ပြီးခဲ့တဲ့သူတို့ရဲ့ဒီ grand ကိစ္စနဲ့ပတ်သက်ပြီးတဲ့ခါကျတော့သူတို့ကမကျေနပ်တာလားဗလားလဲတော့မသိဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့သူတို့ကအဲ့လိုမျိုးထောက်ကူကိုမကြည်မလင်ဖြစ်ပြီးတဲ့ခါကျသူတို့ကအဲ့ဒါကိုတိုက်ခိုက်ချင်ကြတာပေါ့အဲ့လိုမျိုးတိုက်ခိုက်ပြီးတဲ့ခါကျတော့ဒီဟာကိုပြောလိုက်တာဒါပေမဲ့သူတို့ပြောလိုက်တဲ့စကားဘယ်ကိုရောက်သွားတယ်လဲဆိုလို့ရှိရင်အဲ့ဒီဟိုဘက် Cosmo လောက်တဲ့အဲ့ဟိုဗျိုင်းနေရကြတော့အဲ့ဒီလုတ်ပွဲကြီးပေါ့လုတ်ပွဲကြီးလုတ်ပြီးတော့ပေးလိုက်တဲ့အဲ့ဒီသူတို့ဘက်ကရွေးချယ်တာတရားမများတာဘူးလို့ဘာလို့ညာလို့အဲ့လိုမျိုးတွေဖြစ်သွားပြီးအခါကျတော့မြန်မာတွေထိုင်းနေရအဲ့လိုမျိုးမကျေနပ်တော့အဲ့ဒါတွေဖြစ်ကုန်ကြတာပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သူတို့တွေကအဲ့လိုမျိုးပြောတာတို့အနေနဲ့ဆိုလို့ရှိရင်အဲ့ဒါဘာမှဖြစ်စရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့သူ့ဘာသူဘာစမ်းဆောင်ရေးရှိမရှိဘယ်စမ်းဆောင်ရေးရှိမရှိရှင်တို့နောက်ဆုံးကြတော့ဗုတ်တင်နဲ့ရွေးကြတာမဟုတ်ဘူးလားအဲ့ထောက်ကိုင်းနေလဲသူတို့ဗုတ်တယ်ဆိုလို့ရှိရင်သူတို့ရမှာပဲလေပြီးခါကျတော့ဗုတ်တင်လောက်တဲ့ result ကအဲ့တုန်းကလည်းပေါ်တင်ကျင်ညာတာမဟုတ်ဘူးလားလို့တို့ကတော့အဲ့တဲ့အချိန်တော့တိတ်ချတော့မသိလိုက်ပါအောင်တကယ်ကြတော့လေအဲ့လိုဗုတ်တင်သူတို့ဘုံနိုင်သူတို့နိုင်မှာပေါ့သူတို့မဘုံနိုင်လို့သူတို့မနိုင်တာပေါ့နောက်ပြီးကျတော့ကောင်းလားမကောင်းလားဆိုတာကျတော့လုံးရက်နဲ့အဓိကတက်တည်ပြမှာပဲတန်လားမတန်လားဆိုတာကြတော့လေသူတို့လုံးနိုင်လားမလုံးနိုင်လားပြီးတဲ့ခါကျ miss ကဘောင်းဝင်တန်းဝင်နေဖြစ်လားဘောင်းဝင်တန်းဝင်နေဖြစ်လားဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ပဲအဲ့လိုမျိုးပဲဆွေးနွေးရမှာဒါပေမဲ့လည်းအခုဒီ universe မှာဆိုလို့ရှိရင်လည်းအခု universe ကသူ့ရဲ့ error စပြီပေါ့နော်အဲ့လိုမျိုးစတဲ့အချိန်မှာဆိုအခုဒီနေ့မှာဆိုလို့ရှိရင်ကိုတောင်မှ April Fool ပဲလောက်ကြတာလား April မှာ Fool ပဲလောက်ကြတာလားမသိဘူးအဲ့ဒီ Handy တို့တင်းတဲဘိုးတို့ကပြီးကြတော့တခြား August မို့တို့ဘသူတို့ဟာ Hello Universe တွေလုံနေကြတာလေအဲ့ဆိုတဲ့ခါကျသူတို့တကယ်ပဲပြိုင်ပါလားဒါမှမဟုတ်လို့ရှိရင်ပဲ trend တစ်ခုအနေနဲ့စားကြနောက်ကြလာတော့မသိဘူးဒီရဲ့ဟာမှာကွာဒီလိုမျိုးဖြစ်တယ်ဆိုကြတဲ့ကွာဒီလိုမျိုးသိလိုက်ကြတော့ပေါ့နော်အခုဆိုလို့ရှိရင်အခုဒါကသူတို့ကကြတော့တဲနဲ့ဒီထူအလွင်ဆရာထူးနဲ့ပေါင်းပြီးတော့သူတို့ကတိုက်ခိုက်ချင်တာလားဘာလားတော့မသိဘူးပေါ့ကွယ်ဒါမှလည်းသူတို့ကသူတို့ဖြစ်ပြီးတော့သူတို့ဘာသူတို့အဆင်ပြေသွားကြလိုက်မယ်လို့ပဲမြင်ပါတယ်တိုက်တော့မပြရသေးဘူးเนาะကမလေးကလည်းဟိုလိုမျိုးအတိုက်ခိုက်တရားလဲစလာပြီပေါ့နော်အဲ့ဒီတော့ရှင်တို့သိချင်နေတဲ့အကြောင်းများကတော့အဲ့ဒါပါပဲเนาะအခုဒီနေ့တောင်မှအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဒီနေ့ April Fool တွေလုံနေကြသေးရှင်တို့ပြောလို့တစ်ခုကြံသွားလို့အဲ့နွားဝက်ကိုတောင်မှသူဟာတဲ့ national writer of Miss Cosmo ဆိုပြီးတော့နေရာတွေမှာဘလန်နဲ့เนาะအဲ့ဒါတွေတောင်မှစပြီးတော့မှထရိုးနေကြသေးတယ်เนาะဒါပါပဲနောက်ပြီးတော့ဒီမှာပြန်တွေးကြမယ်တတား